ကုန်းကောက်ဆရာဆိုလို့အမိုက်တို့အမိုက်စပဲရှိရကနေကမ္ဘာအောင်မြင်ဆုံးဘီယန်နာဘောလုံးသမားဖြစ်လာခဲ့တဲ့ကစားသမား Genius! Absolute genius! ခရစ္စတီယာနိုရိုနယ်ဒိုလို့ပြောလိုက်တာနဲ့ချစ်ခင်တဲ့လူတွေများတယ်လို့ဝေဖန်တိုက်ခိုက်တဲ့လူတွေလည်းများပါတယ်။ဘယ်လိုလို့မိဘတွေကသူ့ကိုမမွေးဖွားခင်စာဝတ်နေရမ်းကျက်တဲခဲ့တာကြောင့်သူ့ကိုယ်ဝင်ကိုဖျက်ချဖို့အထိစဉ်းစားခဲ့ကြပါတယ်။ဒါပေမဲ့အကြောင်းမျိုးကြောင့်ဖျက်ချခြင်းမခံခဲ့ရတဲ့ရိုနယ်ဒိုလေးကိုပေါ်တူဂီနိုင်ငံမက်ဒရိုလာဆိုတဲ့ကျိုးစုလေးပေါ်မှာ1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ဒီလိုနဲ့မွေးဖွားလာပြီးတဲ့နောက်မှာရိုနယ်ဒိုလေးကစည်ရတဲ့မိသားစုမှာစည်ရတဲ့လောကဓာတ်ကြီးကိုခံစားလာရပါပြီ။သူ့ဖခင်ကအရက်ဆွဲနေပြီးတော့မိသားစုစောဝင်းနေကိုလုံလောက်အောင်မထောက်ပံ့နိုင်တာကြောင့်ငတ်တလေပြက်တလေရေတောက်ပိုင်းမောက်ပြီးတော့အိတ်ခဲရတဲ့နေ့တွေတောင်မှရှိခဲ့ပါတယ်ဒီလိုချင်းနေမျိုးတွေကြောင့်မိခင်ဖြစ်သူကလည်းတာသမီတွေအတွက်အလုပ်ပေါင်းစုံထွက်ပြီးတော့လုပ်ခဲ့ရပါတယ်ရိုနယ်ဒိုရဲ့မိခင်ကအလုပ်ပေါင်းစုံလုပ်ရင်းနေပဲရိုနယ်ဒိုလေးအသက်12နှစ်အရွယ်ရောက်မှစပိုးတင်းစီဘီလူငယ်အသင်းမှာထားပေးနိုင်ခဲ့ပါတယ်ဘောလုံးအားကစားကသူဝါနာပါတဲ့အားကစားဖြစ်တာကြောင့်မလို့အရန်စူးစမ်းခဲ့ပါတယ်သူ့အသက်14နှစ်အရွယ်ရောက်မှာတော့ဘောလုံးအားကစားနဲ့ဘဝကြီးကိုဖျက်ဆီးမယ်ဆိုပြီးတော့အကြောင်းကထွက်ခဲ့ရာကနေတနည်းအကြာမထင်မှတ်တဲ့ကန်ဆိုးမှုကြီးဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကသူ့ရဲ့မွေးအပါယောဂဖြစ်တဲ့နှလုံးပုံမြန်တဲ့ယောဂကြီးပြန်ထလာတာဖြစ်ပါတယ်။ဒီယောဂအခြေအနေတွေကဆရာဝန်တွေကဘောလုံးကစားတာကိုထာဝရဆွန့်လွတ်ရမယ်။တကယ်လို့မဆွန့်လွတ်နိုင်ဘူးဆိုရင်ခွဲစိတ်ကုသရမယ်ဆိုပြီးတော့ပြောပါတယ်။ခွဲစိတ်ကုသပြီးလို့အောင်မြင်ခဲ့ရင်တော့မှဘောလုံးကောင်းကောင်းကစားဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဆိုပြီးတော့လည်းမှတ်ချက်ပေးကြပါတယ်။ဒီလိုနဲ့ရိုနယ်ဒိုအမေကသူ့သားကိုချီးကျူးမဲ့စုပတ်စံလေးနဲ့ခွဲစိတ်ပေးခဲ့ပြီးတော့ကံကောင်းစွာနဲ့ပဲခွဲစိတ်ကုသမှုကအောင်မြင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာရိုနယ်ဒိုလေးဟာသူဝါနာပါတဲ့ဘောလုံးအားကစားကိုမစွန့်လိရှင်တာကြောင့်အခြားသူတငယ်ချင်းအသင်းဖော်ရတဲ့စာပေါင်းများစွာစူးစမ်းခဲ့ပါတယ်။2002ခုနှစ်ရောက်မှာတော့ Sporting CV Professional အသင်းရဲ့အဓိကကစားသမားအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။စူးစမ်းလေ့ကျင့်မှုရဲ့ရလဒ်အနေနဲ့ Sporting CV အသင်းမှာခြေစွမ်းပြနေတဲ့သူ့ကိုတရေနီယိုရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ဖာဂူဆန်ကတတိထားမိပြီးတော့2003ခုနှစ်မှာ Manchester United မှာကစားဖို့သက်ခေါ်ယူခြင်းကိုခံခဲ့ရပါတယ်။ Manchester United မှာလည်းရန်စူးစမ်းခဲ့တဲ့အတွက်ကြောင့်မလို့အသင်းနဲ့အတူစူဖလားပေါင်းများစွာကိုရယူပြီးခဲ့ပြီးတော့2008ခုနှစ်အရောက်မှာဘောလုံးလောကရဲ့တဦးချင်းအမြင့်ဆုံးအကောင်းဆုံးဆုဖြစ်တဲ့ဘရိုဒီယောစုကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် Manchester United ကနေ2009ခုနှစ်မှာ Real Madrid ကိုစံချိန်တင်ငွေကြေးနဲ့ပြောင်းလဲခဲ့ပြီးတော့ Real Madrid အတွင်းမှာလည်းပုံမူအောင်မြင်တဲ့စံချိန်ပေါင်းများစွာကိုရယူနိုင်ခဲ့ပါတယ်။ Real Madrid မှာ9နှစ်ကြာကစားခဲ့ပြီး2018မှာ Juventus ကနေ Man U ကိုပြန်လာခဲ့ပြီးတော့အဆင်မပြေမှုတွေကြောင့်2020နောက်ပိုင်းမှာသူချစ်တဲ့ Man U ကနေထွက်ခွာခဲ့ပါတယ်။ယခုလက်ရှိမှာတော့ Saudi Club Al Nassr FC မှာကစားနေပြီးတော့ Ronaldo ဟာဘယ်အသင်းမဲ့ရောက်သူ့ရဲ့ကြိုးစားမှုကိုချောချတာမျိုးမလုပ်ခဲ့ပါဘူး။အချို့ကစားသမားတွေကအောင်မြင်လာရင်သူတို့ရဲ့ကြိုးစားအားထုတ်မှုကိုရှော့ချကြပေမဲ့ရိုနယ်ဒိုကတော့ယခုချိန်တိုင်းသူများတွေထက်သူချစ်တဲ့ဘောလုံးအားကစားမှာလုံလစိုက်ဆဲပဲဖြစ်ပါတယ်။ယခုဆိုရင်အသက်40ကျော်ပဲရိုနယ်ဒိုကမိသားစုနဲ့အတူစော်ရီမှာပျော်ရွှင်နေပါပြီ။နှလုံးခွဲစိတ်ပြီးလို့ဘောလုံးကြိုးစားမကစားခဲ့ဘူးဆိုရင်အခုလိုဘီလီယံနာဖြစ်နေဖို့ဆိုတာသူ့မိသားစုအခြေအနေနဲ့ဖြစ်လာဖို့အရန်ခင်းရင်းပါတယ်။ကျွန်တော်အတွက်တော့ရိုနယ်ဒိုကစင်ရင်မဲ့စွာကြိုးစားပုံမောဒီဖြစ်စရာနံပါတ်1ကုတ်ကြီးပဲဖြစ်ပါတယ်။ခင်ဗျားတို့ရောဘောလုံးလောကမှာရိုနယ်ဒိုကို ranking ဘယ်လောက်တက်မှတ်လဲနံပါတ်ဘယ်လောက်တက်မှတ်လဲဆိုတာဖြေလို့ရရင်ဖြေခဲ့ပေးပါအောင်ဗျ